မြေထည့်နေရဖြစ်ပါတယ်ဒါတော့ဒါမြေထည့်နေတာမြေထည့်ပြီးသားပေါ့နော်မြေထည့်နေတာဒါတော့မထည့်ရသေးတဲ့ဟိုအလွတ်တွေပေါ့နော်ဒါတော့အခုဒီမှာမြေလေးထည့်ပြီးတော့ဒါမြေကအုံးဆန်မြေဆွေးကြက်ချီတွေပါပြီးသားမြေဆွေးကောင်းကောင်းကိုမှဒီ morning flower ကြိုက်တဲ့ဖွဲနဲ့ဆက်ပြီးတော့ဆက်ထားတဲ့မြေဆွေးပေါ့နော်ဒါလေးတွေကိုအိုးလေးထဲမှာထည့်ပြီးစိုက်မှာဖြစ်ပါတယ်ပန်းလေးတွေကတော့တပတ်ခါပွဲဖြစ်တဲ့အတွက်မနှက်ဖြန်ကြတော့မှပန်းလေးတွေစိုက်မှာပေါ့နော်ပန်းလေးတွေကိုအခင်းကနေခူးပြီးတော့မှဒီအိုးလေးတွေကိုစိုက်ပါမယ်စိုက်ပြီးသွားလို့ရှိရင်တော့ဖဲကြိုးလေးတွေကက်ကလေးတွေပေါ့နော်ဖဲကြိုးနဲ့ကက်ကလေးတွေခြိထားတာလေးတွေကိုဒီအိုးလေးမှာတက်ပါမယ်ဒါလေးတွေပြီးသွားရင်တော့တပတ်ခါပွဲအတွက် ready ဖြစ်ပါပြီရှင်ready ဖြစ်တဲ့အခါကျလို့ရှိရင်ပုံလေးတွေတင်ပေးပါမယ်ဒါကတော့အခုလောလောဆယ်တော့ဒီအိုးလေးတွေကိုဒါကိုယ်တိုင်တယောက်တည်းအကုန်လုပ်တာပေါ့နော်ဖဲကြိုးခြိတာလေးတစ်ခုပဲအမင်းရဲ့မေမေလေးလုပ်ပေးတာပါမေမေလုပ်ပေးတာပါမေမေလေးမဟုတ်ဘူးနော်မေမေကြီးရှိတဲ့ဖြစ်ဖြစ်ပါမေမေလုပ်ပေးတာပါပြီးတော့ကျန်တာအကုန်လုံးအမင်းတယောက်တည်းဒေတာလေးပြီးတယ်ပြီးတော့အချိန်ယူပြီးလုပ်တာဖြစ်တဲ့အတွက်ပြန်ကန်လေးတွေမှာတင်နေဆိုလို့ရှိရင်admin ကတော့တစ်လလောက်အချိန်ယူပြီးတော့ပါစီချင်ပါတယ်အဲ့တော့မှ admin လေးဒီချာ AC လေးလုပ်ရတာဖြစ်တဲ့အတွက်အကုန်လုံးတတရရက်လေးထွက်လာတယ်ပေါ့နော်ထွက်လာတဲ့ result လေးတွေကိုတော့အရှိဗီဒီယိုတွေမှာလည်းကြည့်လို့ရတယ်လို့ဗီဒီယိုနည်းနည်းတော့ဝေးနေပြီပေါ့နော်ပြီးတော့ admin လေးပြန်တင်ပေးပါမယ်ရှင်ဒါကတော့အခုဒီအိုးရဲမြေထည့်နေတော့မြေထည့်တာခါးတွေပါခါတယ်အိုးကတော့ရမ်းမများပါဘူးအရင်အများကြီးတော့မဟုတ်ပါဘူးအနည်းဆုံးသူတို့ဆိုအိုးမှာပြီးဆို200 300ပေါ့နော်အနည်းဆုံးတော့100စပြီးတော့ပြန်ကန်းပွဲလေးတွေအတွက်လက်ခံပါတယ်ရှင်ဒါကတော့လေးပါတီမိမိရဲ့ပြန်ကန်းပန်းဝိုးလေးလုပ်တဲ့အချိန်ဗီဒီယိုလေးအမှတ်တရရိုက်ထားတာဖြစ်ပါတယ်အားလုံးလည်းတက်တာပါဒီပါတီမိမိပါတခုပြောဖို့ကြံခဲ့လို့အိုးလေးတွေကယူရီးယားအိုးအမာနှစ်လက်မအိုးလေးတွေသုံးပေးထားပါတယ်ဒီအိုးလေးတွေကတော့လုံးဝအိုးကို quality ကောင်းကောင်းလေးသုံးပေးထားတာဖြစ်တဲ့အတွက်ပွဲလေတင်တယ်ပါတယ်ရှင်ဒီအိုးလေးတွေကတော့တိတ်ပြီးတော့ stock လည်းမရှိတော့ဘူးပြီးတော့ကုန်သွယ်လမ်းကြောင်းကလည်း a little လေးကျက်နေတာဖြစ်တဲ့အတွက်ပေါ့နော်ဒီအိုးလေးတွေ stock ရှိတော့မှပွဲလေးတွေလာမြင်လာအပ်ထားလို့ရပါတယ်ရှင်အိုးကောင်းကောင်းလေးတွေသုံးပေးထားရဆိုတာလေးပြောချင်လို့ပါပြီးရင်ဒါလေးတွေကုန်ပြီးသွားလို့ရှိရင်နောက်ထပ် stage တစ်ခုကဒီကောင်လေးတွေအကုန်လုံးတန်ပေးမှာပေါ့နော်ဒီချာလေးအကုန်လုံးတန်ရှင်းရေးလုပ်ပြီးမှမင်္ဂလာပွဲစီကိုလှပပအိုးလေးတွေရောက်သွားမှာဖြစ်ပါတယ်ဒါလေးကြံနေလို့လာပြောတာပါလေးပါတီမမေးပါ